ကာယ ानु ပဒနာဣရိယာပဋ္ဌပပ္ပသမဏသုံးပါဘုန်းကြီးရဲ့အလယ်ပါဦးမယ်ဥဏ္ဏသပဒံဥဏ္ဏသပဒံလို့မှတ်တယ်ဥဏ္ဏသပဒံဘေကဝေဘေကုကိတံသောဝါကိစ္ဆာမိတိပဒနာတိအချက်ထိတော်ဝါထိတော်မိတိပဒနာတိအချက်နေတိန်တော်ဝါနေတိန်တော်မိတိပဒနာတိအချက်တရားနောဝါတရားနောမိတိပဒနာတိအဲ့ဒီလေးချက်လျောင်းထိုင်ရသွားသွားနေတယ်ရက်နေတယ်ထိုင်နေတယ်အိတ်နေတယ်အနာမနကသန္တရာကသပိကတိဒီနာမိမိလဲပဲဒီဣတိယဘုဒ္ဓပါကာယ ानु ပဒနာဆိုတာကကာယမိမိတို့ရဲ့ယောဂီတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အနုပဒနာသံပန်ဆင်ញင်ပြီးတော့ကြည့်ဘာကိုကြည့်မှလဲလို့ဆိုတော့ကာယ ानु ကာယကိုယ်နဲ့ပတ်သက်ပြီးတော့ဣတိဝါတဲ့ဣတိယဒါပြီးတော့ရက်တဲ့ဣတိယထိုင်တဲ့ဣတိကြားပြီးတော့အိတ်တဲ့ဣတိယဣတိယဆိုတာအမှုဝေယထိုင်တဲ့သွားတဲ့အမှုဝေယရက်တဲ့အမှုအရာထိုင်တဲ့အမှုဝေယအိတ်တဲ့အမှုအရာကိုအဲ့ဒီအမှုအရာပေါ်တိုင်းလေးခုကိုတခုချင်းတခုချင်းကပ်ပြီးတော့ရှုခြင်းကိုအဲ့ဒါကာယ ानु ပဒနာကာယ ानु ပဒနာတတိပဒနာကဣရိယာပဋ္ဌပပ္ပပပ္ပဆိုတာကအပိုင်းဣရိယာပဋ္ဌဆိုတာကအမှုအရာ၄မျိုးဝါတဲ့အမှုအရာတရားပြီးတော့ရက်တဲ့အမှုအရာတရားပြီးတော့အိတ်တဲ့အမှုအရာလျောင်းအဲ့ဒီအမှုအရာသွားတဲ့အမှုအရာရက်တဲ့အမှုအရာထိုင်တဲ့အမှုအရာအိတ်တဲ့အမှုအရာဒီလေးပါးကိုတတိကပ်ပြီးတော့ကြည့်ပါကဲပုဏ္ဏသပဒံယောဂီတို့အလုပ်ဖတ်ကြပုဏ္ဏသပဒံဝေကဝေဘေကုကိသံယောဝါကိသံမိတိပါတိသေယောဝါသေယောမိတိပါတိနေတေယောဝါနေတေယောမိတိပါတိတရားနောဝါတရားနောမိတိပါတိဘုဏ္ဏဇာပဒံဝေကဝေဘေကုဧသံတောဝါဧသံမိတိပါတိပေယောဝါပေယောမိတိပါတိနေတေနောဝါနေတေနောမိတိပါတိတရားနောဝါတရားနောမိတိပါတိဘုဏ္ဏသပဒံဝေကဝေဘေကုဧသံတောဝါဧသံမိတိပါတိသေယောဝါသေယောမိတိပါတိနေတေနောဝါနေတေနောမိတိပါတိတရားနောဝါတရားနောမိတိပါတိကာယ ानु ပဒနာဣရိယာပဋ္ဌပိုင်းအဲ့ဒီမှာဘုန်းကြီးအရင်ဆုံးဖတ်ပါဘိက္ခုပိယဟံတုဥဏ္ဏသတဖန်လီအပရံတဝါဥဏ္ဏသပရံတဝါတဖန်တဝါနောက်တစ်မျိုးဘုရားဘုန်းကြီးတို့အနာပါနပပပြီးလို့အနေကာယ ानु ပဒနာဣရိယာပဋ္ဌပပတစ်မျိုးကိုပြတယ်
ပုဏ္ဏသပုဏ္ဏသတပံလီအပဒံတပံအာနာပါနပပ္ပမတပံဣရိယာပထပပ္ပပိုင်းဘေကုယဟတိဘုန်းကြီးတို့တကယ်တော့ပါဠိလေးသောတတောဝအတ္တတတိသောတတောဝသောထိုယောဂီပုဂ္ဂိုလ်သည်တတောဝတတိတရားသိထမ်းသည်ဖြစ်၏ယေသံတော်ဝါသွားလျက်မူသည်သွားလျက်မူသည်သွားစေသွားကြိုက်သွားတုံးမူသည်ယေသမိတိဒေသွားဤဟူ၍ပဒါနာတိအတိကပြီးတော့ပြေးပါဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံဘုရားကိုတရဏံကိုရဝေယအတ္တယဝိဝေကိစ္ဆာမိသိမှသိကပ်ပါ၏ဘုရားကျင့်သာသနာပြုရတယ်ဆိုတာဘုန်းကြီးတို့ကလေးလေးတွေကလေးတို့ပါချမ်းညာတန်ကြီးဒီပြန်နဲ့ပါချမ်းတယ်ဒီဝါတော်လေးကစားပြီးသင်တဲ့အတန်းလူပဲဘုန်းကြီးသာသနာ့သာပြီးတော့148မတရားသုံးခုဝါလုံလမ်းပြီးနေကစားပြီးတော့သင်ညာဘုရားရှင်ဘယ်ဘဝဘယ်ကာကမှာမနာခဲ့ရမကြားခဲ့ရသိညာဘယ်ပုံပဲနည်းနေရမယ်လို့မသိတဲ့တတ္တဝါဒီကိုဓမ္မစကြာဒေသနာနဲ့လက်ဆွမ်းပြအခုခေါ်နေတဲ့တရားကကုသိုလ်တိုင်းကမ္မတဓမ္မနိဂုံးသတင်းသုံးတော့တန်ဃာတော်များမှုထားပြီးတော့ဟောတဲ့တရားအဲဒါရင်ဘဏ္ဍသုံးညကစားရတယ်လေဆိုတာတရားဘေကုယဟန်ဒီဝါယောဂဝတ္တရောယောဂီပုဂ္ဂိုလ်ကေတံတော်ဝါသွားလျက်မူသည်သွားတယ်မူသည်သွားစေသွားကတ်သွားနေတော့မူသည်ကေသမိတိသွားဤ၍ပဒနာတိသိပေးပါအဲ့ဒါသွားပုံသွားနေအဲ့ဒါရင်သွားတယ်ဘုန်းကြီးတို့ရိတ်တာသွားနေတယ်လို့အတိလေးကပ်ပြီးတော့လမ်းကျော်တလေးကတော့အာသာနာတိသိပြီးကေတံတော်သွားနေပြီအာငါသည်အာမိဖြစ်၏ငါသွားနေတယ်အဲ့ဒီမှာလည်းရိတ္တတရားတော်တွေကကြွလမ်းချနေအဲ့ဒီမှာဝါတဲ့ဆိုတော့တခါတည်းဒိုင်းကလိုင်းရောက်သွားတာမဟုတ်ဘူးကြွနေရတယ်နှမ်းနေရတယ်ချနေရတယ်နင်းနေတယ်အဲ့တော့ဒီချိန်လေးကြွသွားရင်လည်းကြွသွားပြီးလမ်းရင်လည်းနှမ်းနေပြီးခြေပြားလေးချလိုက်တော့လည်းချလိုက်ပြီးဖနောက်လေးတောင်းကနင်းလိုက်တော့လည်းနင်းလိုက်ပြီးနင်းနေလေးမှစကံဝင်ပြီးဆိုရင်ပြတတိအလွတ်မခံအဲ့တော့ဒီတွေကဒုက္ခတန်တော်ဝါကိတန်တော်မိတိပဒါနာတိငါသွားနေတယ်ဒါကဘုန်းကြီးတို့ဘုရားရဲ့ဟောပါကြကိတန်တော်ဝါကိတန်တော်မိတိပဒါနာတိယောဂီပုဂ္ဂိုလ်သွားနေတယ်လို့တတိကပြီးတော့ရှုမှတ်ပြီးပါသွားနေတယ်ဒီလိုပဲတည့်ရက်တော့2ရက်တော့သွားတယ်ဘုန်းကြီးတို့အနန္တကတန်တရားကသတိဒီနာထိုင်ဒီအထိရှင်းတာကငါသွားတယ်သွားတယ်ငါမပါသူမပါယောက်ျားမိန်းမမပါတော့သွားတယ်အမှုအရာလေးသွားတယ်အဲ့ဒီအမှုအရာလေးကိုညာကလေးသွားတယ်အောက်ကချင်းလေးရွေ့သွားပုံလေးတွေအပေါ်ကညာကလေးတတိလေးနဲ့အောက်ကတန်းနဲ့ခြေလန်းနဲ့သွားနေတယ်အဲ့ဒီတော့တတိကပ်ပြီးတော့ရှုမှတ်ပါလို့ဘုရားဟောပါတယ်
အဲ့ဒီတော့ကနေ့နောက်ဆုံးကနေ့ဘုန်းကြီးပါဠိတရားရေးတာတွေလည်းဘုန်းကြီးမထိုင်ဘူးပါ။ဒါမှမဟုတ်ကြွတန်းချနေအေးကိစ္စတော်ဘာကိစ္စတော်မိတိပဇာနာတိတို့ဘုရားဟောအေးစိတ်တဲ့စိတ်အားယနေ့အေးသူရကောရေးတာဆရာတော်များကဆရာတော်များကအေးသွားမှုတစ်ခုဖြစ်စဉ်းစားတော့အေးခြေနဲ့မနှမ်းငယ်နောက်ကနေပြီးတော့ဟောဖဏောင်လေးကိုတွတ်လိုက်ကြွပြန်ပြီးတော့ခြေတော်လေးကြွပြီးတော့ဟောခြေကိုတိုးလိုက်တိုးနေပြီဟောလားဖဏောင်လေးအထက်မှလည်းကြွသွားပြီးကြွသွားခြေတော်လေးရှေ့လမ်းလိုက်တော့ဒီရဲ့သစံကြီးမလေးလမ်းနေတဲ့လမ်းနေဒီကိုယ့်ရဲ့တပေတော့ဟောလားလမ်းလို့အစဉ်ပြေပြီးတော့ခြေတော်ခြေပြားလေးကိုချခြင်းနဲ့ချခြင်းချခြင်းနဲ့ချတရားပြီးတော့ဖဏောင်လေးနဲ့နေခြင်းနဲ့နင်းတယ်ဟောဒါကဘယ်ဘက်ကလမ်းနဲ့သိကြပါဘယ်ဘက်ကကြွလာပြီးလမ်းသွားပြီးချခြင်းနဲ့နောက်တက်ကညာဘက်ကဟောလားခြေတော်ကြီးကလေးကြွခြင်းနဲ့ကြွတယ်လမ်းခြင်းနဲ့လမ်းတယ်ချခြင်းနဲ့ချတယ်နင်းခြင်းနဲ့နင်းအေးဒီပါဠိတော်မှာတော့မပါဘူးဘုရားဟောအေးမပါတာဒီတွေ့ရကောင်းလားလို့လည်းဒီလိုမောင်းနေယောဂီတယောက်ကကုသိုလ်ရကြလို့ဗယံပဒနေခဲ့တဲ့ဘဝမှာသိနဲ့ကမ်းနဲ့အေးနေဗယံပဒသွားခဲ့တဲ့ဘဝမှာသိနဲ့ကမ်းနဲ့တွားတတ်ဖို့ရိတ်တာကိုသွားရိတ်တာတရားတော်ကြီးကလည်းပဲဣတ္တံတော်ဝါဣတ္တံတော်မိတိပဒနာတိသွားနေရင်သွားနေတယ်ဆိုတတိကချုပ်မှပေးလို့ဘုရားကဟောတယ်အဲ့တော့သွားတဲ့အလုပ်ကိုကြည့်လိုက်တော့အေးသွားတဲ့ကတန်းတာပဲခြေတော်လေးနဲ့တန်းဒီခြေတော်လေးမတန်းငယ်ဖဏောင်လေးကိုကြွခြင်းနဲ့ကြွခြင်းနဲ့ပေါ့ကြွတယ်ခြေတော်လေးကြွအဲ့ဒီအပြင်ရှေ့ကိုတိုးတယ်တန်းတယ်ပေါ့တိုးတယ်ဆိုတာရလမ်းတယ်ဆိုတာတူတူကိုလမ်းတယ်တော့လေတိုးပြန်တော့လေတိုးပြီးတော့ကိုယ့်ရဲ့အားကျတော့တိုးပြီးတော့ဟောခြေပြားလေးကိုချခြင်းနဲ့ချတယ်ဒီအပြီးတော့ရင်ဖဏောင်လေးကိုနင်းတတိကပြီးတော့မနေ့ကအေးအုံးမရှိတဲ့ဘုန်းကြီးဘာမပြောညာမပြောဓာတ်နဲ့ဟုတ်ဆိုဟုတ်ဘုန်းကြီးအလုံးနဲ့မြေပေါ်ကျရောက်ချင်ရောက်အေးအထိန်ကလေးနဲ့ယိုကလေးနဲ့တက်သားလေးဆွဲပြီးတော့ချတာအေးဘုန်းကြီးလည်းပဲဝယ်ခြင်းပြုခြင်းနာခြင်းမရှိတော့အေးလိုက်ပြီးတော့ချမ်းနေရတဲ့ကောက်ဆရာမလို့ချမ်းမဲ့တဲ့နေရာတိုင်းတိုင်းကြဘာကြောင့်လဲလို့မေးရင်အထိန်လို့ခေါ်တဲ့ကျိုးကကိုယ်ဒီရောက်မသွားအောင်ထိန်တွေကြခြင်းနဲ့ကြတဲ့နဲ့ကြအဲ့ဒီလိုမဟုတ်ရင်ပြန်ဗျံပတာအေးဘယ်သူမှဖောက်ချလိုက်တဲ့ဥဒိဘယ်နှလုံးပြုတ်သွားလိမ့်မယ်ဘယ်နှရောက်လိမ့်မယ်လို့ဥပ္ပေမောကနေတဲ့လူလည်းမသိအေးဥပ္ပေအောက်ကနေနေတဲ့လူလည်းမသိအဲ့ဒါကိုဗျံပတာကြမိကြတယ်ကျိုးလေးနဲ့ချလိုက်ရင်တော့စိတ်နဲ့ကမ်းအေးကိုချခြင်းတဲ့နေရာကိုချခြင်းတဲ့နေရာမှာကြအဲ့ဒီလိုပဲတဏ္ဍနေရာလုံးကဘုန်းကြီးတို့ကဗျံပတာသွားခဲ့ဗျံပတာသွားခဲ့တာတတိဆိုတဲ့ကျူးမပါတော့ဗျံပတာပြီးငါသွားတယ်သူသွားတယ်ရောက်သွားတယ်ယောက်ျားသွားတယ်မိန်းမသွားတယ်အဲ့ဒီလိုအားဖြင့်သူချင်းယောက်ျားချင်းမိန်းမချင်းဒီဖြစ်ခြင်းအပြစ်တာပဲဝေပြလိုက်နွားပြလိုက်ကြက်ပြလိုက်ဝဲပြလိုက်အထိတ်ဆိုတဲ့တတိမပါတော့ဘဝဆိုတဲ့ကြမှုကလည်းအစဉ်ပြေရင်လူပြေရင်ဖြစ်အစဉ်မပြေရင်ကိုယ်ပြေရင်ဖြစ်ကြက်ပြေရင်ဖြစ်ဒီဘယ်လိုဒါနဲ့ပတ်သက်ပြီးတော့ဒီရိဓမ္မသုံးကမင်းကြီးရေတွင်မောင်းချက်တောင်းလေးတောင်းရေကမောင်းချက်တောင်းလေး
ဒီသတိပေါင်း7,000 4,000စုနောက်ပိုင်းဘာမှမရှိ90နဲ့90အကုတ်ခံအဲ့တော့မိမိမှာရှိတဲ့ငွေကြေးကုန်တော့တနေ့တော့အခါကြခွဲတော့တည်တဲ့အခါကြအေးမိမိသားနေကြကျွေးွက်တွေဝေပလားတွေဒါတွေသူ့ွက်ပြီးတော့ရောင်းချမှာပဲဒါတွေသူ့ွက်ရောင်းချပြီးတော့ငါပြုမှပြီစိတ်ထဲပေါ့အသက်ကလည်းနည်းနည်းချင်းပြောပြီးအဲ့တော့ကျမကြီးမကောင်းတော့သားတွေသမီးတွေကတကတဲ့နန်းပဲမထားတော့ဘူးပြန်ပဲထုတ်တာကျွေးကတဲ့ငွေွက်တွေနဲ့လည်းမကျွေးတော့ဘူးမသားနိုင်တော့ဘူးမသားနိုင်တော့ဘူးပြန်မနေပြီးအဲ့ဒီရှစ်ရှားသည့်ပိုင်းကလေးရှစ်ရှားသည့်ပိုင်းကလေးဣရိဓမ္မသောကမင်းရဲ့လက်ထက်ထက်ဣရိဓမ္မသောကမင်းကြီးလက်ထက်ထက်အမေနေဟင်းနေလည်းမသားနိုင်တော့ယောဂကျုပ်ကကျုပ်တွေဘက်တွေကလည်းသားတွေမိတွေရောင်းချသမ်းမှာလို့ကျုပ်ကငွေပတ်နဲ့လည်းထည့်မှပြီးတော့အဲ့တော့သဘုဒ္ဓတဲ့ကျွန်းလုံးအစိုးရတယ်ငါသိသိကမှာအခုငါရဲ့လက်ထဲရှစ်ရှားပိုင်းကလေးပဲပိုင်မှတော့လားစိတ်ကလေးသဘုဒ္ဓတဲ့ကျွန်းလုံးကိုပိုင်တယ်လို့အေးတတ်မှတ်သင်္ကာရတယ်သေရိဓမ္မငါအေးငါမင်းမြတ်တတိုင်းတစ်ပြေလုံးမဆိုနဲ့ငါတဲ့တက်ကရှစ်ရှားသည့်ပိုင်းကလေးပဲအဲ့ဒါအမြင်ကြီးအေးသာမသားတွေသမီးတွေတွေ့အေးရင်ပေါ့အေးရင်ငါအိတ်နေတဲ့အိတ်ချင်းတဲ့အိတ်တဲ့အိတ်ချင်းတဲ့အိတ်တဲ့ကိုသုံးမမှန်တာငါရှစ်ရှားသည့်ပိုင်းလေးပဲပိုင်တော့ဒီဟောရှစ်ရှားသည့်ပိုင်းကလေးအစင်းမြတ်တိတိအေးယူပါယတနာသကုဝိညာဏဓာတုယတန်တံပြုတ်ကနေသဓမ္မနာအာရမဏပစ္စယနာပစ္စယောပဋ္ဌာန်းနဲ့ပြောရင်ရှေးရှားသည့်ပိုင်းလေးကအသင်္ကြန်တိရိဓမ္မသောကမင်းကြီးရဲ့မျက်စိနဲ့ဟောတိုက်ဆိုင်လိုက်တော့မြင်သိတယ်အဲ့ဒီမြင်သိတဲ့နဲ့တွေ့ပြီးတော့ဘဒ္ဒဝေဒနာသင်ညာစေရနာဧကကတာဒီဝိတ္တိတိမနတိကာရဆိုတဲ့အေးဉာဏ်ခန္ဓာ၄ပါးမြင်နေရတဲ့အခြင်းကရှေးရှားသည့်ပိုင်းကိုဆိုတဲ့မြင်သိသိအဲ့ဒါကဝိညာဉ်နဲ့ကိုယ်စိတ်သိအေးခုနပါးကဝေဒနာခန္ဓာရဲ့သင်ရဲ့ခန္ဓာသင်္ခါရလက်နဲ့ရောက်နေတဲ့ရှေးရှားသည့်ပိုင်းအချင်းဓာတ်ကအဲ့ဒါယူပတ်ခန္ဓာ၅ပါးဖြစ်ခန္ဓာ၅ပါးဖြစ်ပြီးပြည့်နေတာပဲပြည့်နေတာပဲလို့တတိကပ်ပြီးကျုမှတ်ကောင်းတယ်လို့အဲ့ဒီမှာတတိမကတ်တတိမကတ်အဲ့ဒါယန္တာတွေတော့အဲ့ဒီမှာသင်္ကယနာဘွယ်ကြီးရှင်မမောဂတိပုဒ္ဒသိက္ခာမထေရအမှုထမ်းပြီးတော့သင်္ကယနာတင်ဘွယ်ကြီးကျင့်ပါယန္တာတွေအေးအတ္တဤအတ္တနောနာထောကိုလုံးမှာကိုရအေးတတိကလည်းကိုယ့်ဟာကိုယ်တတိထားမှာအေးရဲ့အိတ်နေတဲ့လူပဲဒီအိတ်ချနာနဲ့အိတ်သားရင်လည်းသားနေတဲ့သားချင်တာနဲ့စားတာနည်းနည်းရောအဲ့ဒီမှာအေးစိတ်ကမချမ်းသာအေးဒရိုင်းတဏီတော့ဟုတ်လားသဗ္ဗုဒ္ဓတဲ့ကျွန်းတော့ကငါရခင်ကပိုင်ခဲ့တယ်သာရတဲ့အဘိဓိအခုတည်းမှာရှင်းရှားသည့်ပိုင်းလေးပဲရှိတော့တယ်ငါမပိုင်တော့နှလုံးမတန်ဘူးဒေါမနအဲ့ဒီဒေါမနတာလေးနဲ့သိသွားတာယောဂီသဗ္ဗကြီးကိုဖြစ်တယ်လို့ပြောရင်လို့သိရအဲ့တော့မွေးဆိုတာပြည့်ရေရွယ်ပေါင်း7,000 4,000ရေကံပေါင်း7,000 4,000ဟာဒီဒါနတွေကမကဲနိုင်ပါလားဤဘုန်းကပြောတယ်ဗယံကတာပြညာပြတာစိတ်ကလေးကိုဧတတိဆိုတဲ့ကျိုးကလေးနဲ့ထိတ်မထားရင်ပြည့်စည်ရတယ်မတတ်အေးသာသမီးတွေကလည်းမတတ်အေးအဲ့ဒါကြောင့်ဒီ
အမှန်အကန်ကိုသိတတ်တာအရိယတိပြဆရာကောင်းကိုရှာရဆရာကောင်းပြောတတ်တဲ့စကားတတိကံပြီးတော့ဘယံပနာမကြဒီကတိလေးလေးတတိကျိုးဟာကံနိုင်မှဤဗာရိတုတ္တဗာရိတံတရတိဝိဓမသောကမင်းနဲ့ညာအောင်မနိုင်ဘူးတတိဒီဝိတော်ကျိုးမကတ်တော့ဘယံပတ္တဤငါအရင်တော့တိုင်းပြည်ကြီးသူတိုက်တဲ့ကြောင့်တော့ပိုက်ခဲ့တာပြန်ပြီးစဉ်းစားလိုက်တော့ပြုံးပြောပြီးတော့အခုကြည့်လိုက်တော့လက်ဖက်ရှိချားသည့်ပိုင်းလေးဟာအသုံးကြတော့အတကြီးလာသိကံကြီးမှာတော့ဖမ်းမှအသုံးမကြတော့ဘူးနှလုံးမသားရတဲ့ဒေါမနတသာရလိုက်တဲ့အဘိဓိနှလုံးမသားမရဖြစ်တဲ့ဒေါမနတသိသွားအေးအဲ့တော့တတိယကခုနကပြောလို့မြင်နေပေါ့နှလုံးမသားရရင်လည်းမသားရဘူးမသားရဘူးသောမဟုတ်ကနေဣရိယာပုလေးပါးနဲ့ပြောရင်ထိုင်နေရင်လည်းထိုင်နေတယ်ထိုင်နေရနေရင်လည်းရနေတယ်ရနေသောမဟုတ်အိတ်နေရင်လည်းငါအိတ်နေတယ်အိတ်နေနေတဲ့အမှုရာလေးကိုကြည့်လိုက်တော့အိတ်ချင်တာနဲ့အိတ်ချင်တာနဲ့အိတ်ချင်တာကနတ်တရားအိတ်တဲ့အမှုရာကရုပ်တရားအိတ်ချင်တာကအကြောင်းတရားအိတ်တဲ့အမှုရာကကျိုးတရားနတ်နဲ့ရုပ်အကြောင်းနဲ့အကျိုးဖြစ်ပြအနိစ္စဖြစ်ပြဒုက္ခဖြစ်ပြအနတ္တလို့သင်ញမှုဧတတိကဉာဏ်ကဝရိယကတ်ချက်ဆိုတဲ့အဲ့အထိတ်ကျိုးမကတ်လိုက်တော့ဘယံပတာအခုရေတွေမှရေတောင်းလေးတော့ရေကံပေါင်း7တောင်းလေးတော့စိတ်ကြီးပေါင်း7တောင်းလေးတော့ဒီ99ကလေးကုန်ကံပြီးတော့မตาရတဲ့ဒီလူတွေဒီကြောင့်တော့ဆိုရတဲ့ငါตาရထောက်မှတဏှာယမာနငါတို့တဏှာကဒိဋ္ဌိဒီနောက်ဆုံးကြတော့တာမယာဖြစ်တာကဒေါမနတဏှာမာနဒိဋ္ဌိဒေါမနတတွေကပ်ပြီးတော့သိတယ်ဟောအဲ့ဒီသတိမွေ9ရက်ဖြစ်တဲ့သူပါလို့ခေါင်းရလို့တလူပေါ်လေးခေါင်းရလဲသိကြတော့မှတ်မိအဲ့တော့တိတ်တကိုသင်္ကန်းဒီသင်္ကန်းငါးနမလူကံလိုက်တဲ့သင်္ကန်းလို့ခေါ်သင်္ကန်းကယုတ်တရားအဲ့ဒီယုတ်တရားကိုငါးနမလူတန်းလိုက်တဲ့သင်္ကန်းအဖို့ကဒီသင်္ကန်းဆိုရင်ယုတ်တရားမြင်နေပေါ့သိတဲ့မတမယဖြစ်ရင်လည်းမတမယဖြစ်တယ်ဘောရရှုမှတ်တာမှတ်ပါဝိပဿနာမတမယတဲ့သိလေးဖြစ်မတမယတဲ့သိလေးဖြစ်တယ်ဝမ်းနေတဲ့သိကလေးဖြစ်ဝမ်းနေတဲ့သိကလေးဖြစ်တယ်ဒီပေါ်လာတဲ့အတိုင်းလေးတာအတမဒီပေါ်လာတာလေးကလည်းပဲကြောက်တယ်ကြောက်ပဲလို့မြဲတာပေါ့ပေါ်လဲပြောင်းလဲပြက်လဲအိဋ္ဌပေါ်လဲပြောင်းလဲဖြစ်လဲဒုက္ခပေါ်လဲပြောင်းလဲဖြစ်လဲအနတ္တလို့ဒီလက္ခဏာရဲ့သုံးပါးတွင်ပြီးတော့ရှုမှတ်ရင်သိရင်တမ်းမဖြစ်နတ်ပြည်တမ်းဖြစ်အဲ့ဒါကြောင့်ဗုဒ္ဓံတရဏကိစ္ဆာမိဗုဒ္ဓံနေဖို့သွားဘုံသွားနိထိုင်ဘုံထိုင်နိရပ်ဘုံရပ်နိအိပ်ဘုံအိပ်နိတိတိကြဘယံမရမဖြစ်တိတိကြတတိကပ်ပြီးတော့ရှုမှတ်ဖို့ရှုမှတ်နည်းကိုသင်ပြပြီးတော်မူသောမြတ်စွာဘုရားကိုတရဏအပေမကြအဲ့ဒါဆုံးနေမျက်နှာဖြစ်ပြီးနိဗ္ဗာန်ရောက်မယ်အရေးသင်ပြတော်မူသောမြတ်စွာဘုရားအားချစ်ကပ်ပါ၏ဘုရားကိုချစ်ခဲ့ရတယ်ပုဂ္ဂိုလ်ကိုချစ်လို့ဘုရားချစ်ကပ်ဒီအပေမကြအောင်ဒီဘုရားကဟောပြတယ်ဟောပြတဲ့အတိုင်းကိုကျင့်ဒီအဲ့ဒါကြောင့်မလို့မိမိအတ္တဟိအတ္တနောနာထောနောက်ဆုံးပုဂ္ဂိုလ်ကိုအာကိုဘုရားကပထမပုဂ္ဂိုလ်ကိုအာကိုကဒုတိယ
ဘုရားမရှိရင်လည်းပဲဘယ်သူမှပြောမလို့ရှိအဲ့ဒါကြောင့်ဘုရားရှင်တော်မပွင့်ပေါ်တော်လူတော်အမြတ်စိတ်ကောင်းထားလေဤကားကုသိုလ်အကုသိုလ်နဲ့ထို့သောဘုံဘဝမသိရညာနာအဖြစ်အဲ့ဒါကုသိုလ်ရဲ့အကြောင်းတွေသိလို့အဲ့ဒါတေတိဓမ္မလောကမင်းကြီးအများကြီးလုပ်တယ်ဒီတတိတိဟုသောကျိုးတရားမှာပါလားကြတော့ဒီကနေ့ကြတော့ဒုက္ခဒီမချမ်းသာတဲ့ဒေါမနတတွေဒီကျေမရပြလုံးကကျွေးပြီးတောင်းခဲ့ရတဲ့ဘောဝမျိုးဒီအပြည့်နဲ့တော့နိုင်ပုတ်နိုင်ချုပ်နိုင်လုံးကတော့တိုင်းပြည်သဘောတွေဒီလုံးတော့ပိုက်နေအခုလုံးပိုက်တဲ့ဖြစ်တော့အဘိုးကြီးငြိမ်ငြိမ်လေးနေတော့ဘာတတ်နိုင်တော့ဒီဒါမိမိတို့ရဲ့သွားရမယ်လားအလောင်းကြီးကိုအသက်တရားကျော်နေတော့သူတည်ခဲ့တဲ့ဖေရအဖေရဲ့အသက်ကြီးနေတဲ့ဘုရားတဲ့သွားနေဒီပါကွာတိုင်းပြည်အောက်ချုပ်ကအရင်တုန်းကတော့လက်ညှိုးညွှန်ရရေးဖြစ်တဲ့သူလည်းသိတယ်အလောင်းကြီးအသက်ကြီးပြီတဲ့ခင်ဗျာတိုင်းပြည်ဝှချုပ်နေလို့လည်းခင်ဗျာတွေကမိမကြောင်ပေါ်တော့ကျွတ်မလေးဖြစ်လာပြီအဲ့တော့ဘုရားတဲ့ပဲသွားပြီးအေးအေးသေးသေးပရိသိတ်ဒီပါရေးပါနဲ့ဘုရားတဲ့ပါအေးနဲ့တော်နဲ့မသိတော့အဲ့ဒါတော့အုပ်နဲ့ဖိပြီးသားကတတ်တယ်လို့ဘုရားတော်တယ်လို့တွေ့အဲ့ဒါကြောင့်အတ္တဤအတ္တနောနာသောပုဂ္ဂိုလ်ကိုပဲအာဟုသားတဲ့အာဟုသမီးအာဟုချွေအာဟုဝေအာဟုဆိုတာကအတ္တကလေးမထွက်ခင်ဒီသဝနေပြည့်တဲ့အောင်အာဟုတွေကိုယ်ပဲဘဝအကုကောင်းအောင်ကတော့သတိကြီးဟူသောကျိုးနဲ့ညာရင်နာရင်နာမချမ်းသာရင်မချမ်းသာဘူးမချမ်းသာဘူးဘယ်ဒီပဲကြောင်းရင်ဘူးဘယ်ဒီပဲကြောင်းရင်အဲ့ဒီသတိကြီးဟူသောကျိုးဗျံပဒမကြောက်ကဲ့ရမှာပါလားကပ်ဖို့ရအတွက်ဘုန်းကြီးတို့ဒီနေ့ဒီဓမ္မဝါလုံးအတွက်ညီကုန်းချုပ်တဲ့နေရာမှာပြင်ဗျံပဒအပေငရဲမကြောက်တတိထားတတိဒီဟူသောကျိုးတက်ဖို့ဘယ်တရားမှာသွားတဲ့နေရာလဲတက်ရတဲ့နေရာလဲတက်ထိုင်တဲ့နေရာလဲတက်အိတ်တဲ့နေရာလဲတက်အဲ့တော့ရင်တော့ကအနပတကသံဃာကသပြီးသူဖြစ်ခဲ့သလားနတ်ဖြစ်ခဲ့သလားမေးရင်မှတ်တော်ရှိယောဂီဘဝတစ်ခုရခဲ့အဲ့ဒီဘဝတိုင်းရခဲ့တဲ့ထိုင်ခဲ့တဲ့အိတ်ခဲ့တဲ့လျောင်းတိုင်ရသွားဣရိယာပုလေးပါးနေမယ်မလွယ်ရတ္တကြတော့ထိုင်တာကြတော့အိတ်တာကြတော့ဟောသွားတယ်ဒီလေးကိုအပြောင်းလဲနေပဲဘဝတို့သုံးနေအဲ့ဒီဟာသိပြီးသုံးခဲ့တာလည်းမသိဘူးအဲ့တော့ရက်သွားခြင်းနဲ့သွားတယ်ပထမကတော့သွားတယ်ပေါ့ဗျာကိတ္တံတော်ပါကိတ္တံတော်မြည်ဒီပတ္တာနာတိသွားနေတယ်နောက်ကြတော့တရက်နဲ့ရက်ကြတော့သွားနေတဲ့အမှုရာပေါ့ဘာကြောင့်သွားတဲ့အမှုရာပေါ်တော့သွားကြသိရှိလို့သွားတဲ့အမှုရာပေါ်တာပဲတရားရှာကိုမှတွေ့အဲ့ဒီအရေးတရားတော်ကသွားနေတယ်မှတ်နောက်ကြတယ်ဒီကိုလည်းပဲတရားဝိရိယတန်တိကဲချင်လို့ရိတ်တာကတ်လိုက်တော့ဟုတ်သွားဟုတ်ပြီအမှုရဒီအမှုရပေါ်အောင်ဇမတဝရကဖန်ဆင်းတာဘယ်ဟုတ်မှလဲသွားကျင်တဲ့စိတ်နောက်ကသွားလိုက်လမ်းလိုက်စိတ်ကလေးကနောက်ကတိုက်တွန်းနေလို့ရှေ့ကသွားတဲ့အမှုရဖြစ်နေတာပဲအဲ့ဒါကြောင့်သွားကျင်စိတ်ကြောင့်သွားတဲ့အမှုရနှမျိုးဖြစ်တာပါလားလို့တရားတရားတော်ကညာတိုက်တဲ့သူတို့ပြောပြီးမှာပြောမှပေးတယ်ဥပါကိုပါရမီတက်ပါလာတဲ့ပုဂ္ဂိုလ်ကြဟုတ်သူသိအဲ့တော့သွားခြင်းနဲ့သွား
ငါသွားတယ်ယောက်ျားသွားတယ်မိန်းမသွားတယ်ဆိုတာမဟုတ်ပါဘူးသွားခြင်းနဲ့စိတ်ကသွားတဲ့အမှုအရာပေါ်တာပါလားဟောနှမျိုးပွဲနှမျိုးပွဲအေးနှမျိုးပွဲသွားတယ်ဟောသွားခြင်းနဲ့စိတ်နောက်ကတိုက်တွန်းလို့သွားတဲ့အမှုအရာပေါ်တာပဲသွားခြင်းစိတ်ကနန္တရားသွားတဲ့အမှုအရာကရုပ်တရားယောက်ျားသွားတယ်မိန်းမသွားတယ်ငါသွားတယ်သူသွားတယ်ဆိုတာလောကသတ္တန်တရားတို့ပြီးနန်းသွားနေပြီအဖြစ်ငါတို့ထင်ခဲ့တာပါးစဉ်အောင်လွဲပါပေါ့လားသွားခြင်းနဲ့စိတ်နန္တရားကြောင့်သွားတဲ့အမှုအရာရုပ်တရားပေါ်တာပဲလမ်းဉာဏ်နဲ့စိတ်နန္တရားကြောင့်နှမ်းတဲ့အမှုအရာရုပ်တရားပေါ်တာပဲကြွခြင်းနဲ့စိတ်နန္တရားကြောင့်ကြွတဲ့အမှုအရာရုပ်တရားပေါ်တာပဲလမ်းဉာဏ်နဲ့စိတ်နန္တရားကြောင့်နှမ်းတဲ့အမှုအရာရုပ်တရားပေါ်တာငြင်းခြင်းနဲ့စိတ်အေးချခြင်းနဲ့စိတ်နန္တရားကြောင့်နင်းတဲ့အမှုရချတဲ့အမှုရပေါ်တာကြွအံ့ချနဲ့နှမျိုးတွဲပြီးတော့နေပါလားအေးအကြောင်းနဲ့အကျိုးကွဲလာနာနေရုပ်ဟောလမ်းနဲ့စိတ်တွေကလည်းလမ်းပြီးမရှိဘူးလမ်းတဲ့အမှုရလေးကလည်းလမ်းတဲ့အမှုရလေးလည်းရိတ်ကလေးပြည့်ပြီးပြည့်ဟောလမ်းနဲ့ဆိုတဲ့စိတ်ကလည်းပဲပေါ်ပြောက်ဖြစ်ဖြစ်လမ်းတဲ့အမှုရာဆိုတဲ့ယုတ်တရားကလည်းပေါ်ပြောက်ဖြစ်ဖြစ်ဘယ်မြဲလို့ဟောဘယ်မြဲလို့မမြဲတော့အနိစ္စဘယ်ကောင်းလို့မကောင်းတော့ဒုက္ခဘယ်ခိုင်မာလို့လဲအနတ္တအနိစ္စဒုက္ခအနတ္တဟောညာရင်ပြီးတော့တတိကဝရိယကအေးပြောရင်တော့သမ္မာဒိဋ္ဌိယသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအေးဝိပဿနာမဲ့ကငါးပါးနဲ့ကပ်ပြီးတော့ကြည့်လိုက်တော့ငါသူယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါမရှိပန်းသိဉာဏ်မရှိဖြစ်တာနဲ့ပြည့်လိဋ္ဌဒုက္ခအနတ္တမြင်လာရင်ဖယုဖယဒီအပယ်လေးပါမကြဘဲနဲ့လူနဲ့ညဖြစ်ပြီးတော့နောက်ဆုံးဒါနသီလဘာဝနာအားဆက်လို့နိဗ္ဗာန်သက္ကန့်တဏ္ဍနိုင်မှာပါအဲ့ဒါကြောင့်ဒီမသေးခင်အပူကြီးမပူခင်အနာကြီးမနာခင်အသေးကြီးမသေးခင်သေဘုံသေနိနာဘုံနာနိကိုဘုံဟောနိဘုရားရှင်ပြေးတဲ့ဤအတိုင်းရှိတာလေးသာကြည့်နေပါဖြစ်တာလေးသာမြင်အောင်ကြည့်ပေါ့ဟောဒါပဲသမထဆိုတာကဖြစ်ဖြစ်လာအဲ့ဒါကိုမြင်ရင်သမထမြင်နေတဲ့တရားမရှိတော့ဘူးပါလမ်းကျင်တဲ့ဆိုတဲ့စိတ်ကလေးကလည်းလမ်းပြီးမရှိတော့ကြွားကျင်တဲ့ဆိုတဲ့စိတ်ကလေးလည်းကြွားပြီးမရှိကြွားတဲ့အမှုရာလေးကြွားပြီးမရှိပေါ်လိုက်ပြောက်ပေါ်တယ်ဆိုတာကဖြစ်တယ်ပြောက်တယ်ဆိုတာကဖြစ်ပြက်အဲ့ဒါကိုလိစ္ဆဝတ္တသင်္ခါရဥပါဒဝေယဓမိနောဥပ္ပေသိတဝါနိရောဓနိတေနဝပသမောတုကောဖြစ်ပြထုတ်ရင်ပြပြတယ်မြင်ပြပြပုံဖြစ်ပြထုတ်ရင်တော့ဣရိယာပုလေးပါအကုန်သုံးပြီးတော့နိဗ္ဗာန်ဝင်သမှာပါအဲ့ဒါကြောင့်ယောဂီတို့သေဘုံသေဗယံပရာအမေလေးပါမကြဘုရားရှင်ပြေးတဲ့ဤအတိုင်းရှောက်နှမ်းမှာဘုန်းကြီးတို့တတိမထမ်းလိုက်ရင်တတိလို့ရင်ငှက်တောင်ကျွတ်အများတောင်ကျွတ်သွားရင်ဘယ်နာငါဟုတ်လားဘယ်သိဘယ်နာမယ်လို့ပြောလို့မရကြတော့မှာတတိလက်ရောငှက်တောင်ကျွတ်အတောင်ကျွတ်နေတဲ့ငှက်ပြန်တော့ပြန်လိုက်တာပဲဘယ်သိဘယ်ရောက်ပါလိမ့်မယ်ဘယ်နာရောက်ဒုံးဆိုအောက်ပြအဲ့ဒီလိုတတိလက်တို့ငှက်တောင်ကျွတ်ပြကြရင်ပြဆိုတဲ့ငရဲတိဋ္ဌာပြိတ္တာသူတကယ်အမေလေးပါဆင်းရဲတဲ့အစကိုနေရေးကုသိုလ်ရေးဘာအရေးမှအစင်မပြေတဲ့ငရဲတိဋ္ဌာပြိတ္တာသူတကယ်ဆိုတဲ့အပေလေးပါမကြလူနဲ့ညဖြစ်ပြီးတော့နိဗ္ဗာန်ဝင်တဲ့လမ်းလျှောက်လမ်းနိုင်အောင်ဒါနသီလဘာဝနာအလုတ်အထုံနိုင်တဲ့ဒါန
လူဘဝရှောက်ဖို့အတွက်သင်္นานတရားတွေအေးအမေတက်တဲ့ကိုယ့်ရဲ့ဘဝကိုပြင်းတာအမေတက်တဲ့အမေကိုယ့်ရဲ့ဘဝကိုပြင်းသမီးတက်တဲ့သမီးပြင်းမပြင်းဘူးနော်ဘုန်းကြီးမပြင်းဘုန်းကြီးတော့မတိတ်တာကိုတော့ကြည့်ငါသင်္ကန်းဓမ္မလူတဲ့သင်္ကန်းသွားပြီးတန်းကဲရဟန်းဘွားကြီးကတန်းချက်အေးအဲ့ဒါဘယံပဒကြရင်ကြဘာကြောင့်တတိအေးငါဓမ္မကိုတတိရတယ်ဟောတာငါဓမ္မကိုတတိရရင်တတိရတယ်ရတယ်ဒီသင်္ကန်းလေးကိုတတိရရင်သင်္ကန်းလေးဒါကြတဲ့ဝတ်ခြင်းဝတ်ခြင်းနဲ့ဝတ်ခြင်းနဲ့ဝတ်ခြင်းနည်းနည်းလေးမှတတိလွတ်လို့မရအဲ့ဒါကြောင့်จิตတရားတို့တွေကကြွလန်းချနေတရားရှင်ကတော့ကိတ္တတော်ဝကိတ္တတော်မိတိပဒါနာတိဆရာတော်ဘုရားအဆက်ဆက်အေးတတ်နိုင်တယ်မြတ်အေးတတိမလွတ်ဖို့အေးတန်ញင်နဲ့လမ်းနဲ့လမ်းញင်နဲ့လမ်းနဲ့ဒီလမ်းမှုတွေတော့ဖြစ်ဒီကြမှာဟာဘက်ကအေးခြေတော်လေးကိုကြွញင်နဲ့ကြွတယ်လမ်းញင်နဲ့လမ်းနဲ့ချញင်နဲ့ချတယ်နင်းញင်နဲ့နင်းသိပြီးတော့ကောင်းဒီဘုရားဘောကတော့ကိတ္တတော်ဝကိတ္တတော်မိတိပဒါနာတိဒါဖြင့်ရိတ်တာဆရာတော်တွေကကမ္မထဆရာတွေကတို့ကိုညှင်းသေးတာဟုတ်တို့ကိုညှင်းသေးတာမဟုတ်တို့ကိုချမ်းသာတဲ့ချမ်းသာအောင်အထက်ကိုတင်းတင်ပြီးမေတ္တာရှင်းနေကရုဏာရှင်းနေကျေးဇူးရှင်းနေဒီဘုရားကတွားရင်တွားတယ်လို့ဒီဒါအဲ့ဒီတွားမှုလည်းဖြစ်အောင်ဘယ်တော့မှသားခဲ့တယ်မသိဘူးဘုရားတဲ့ဒီကေကအေးစာရီကြီးလည်းပြောနိုင်တယ်ဒီရင်ရောက်အဲ့တော့ဒါအဲ့လိုနားလေးကတွားခြင်းကြွခြင်းနဲ့ကြွတယ်နှမ်းခြင်းနဲ့နှမ်းတယ်ချခြင်းနဲ့ချတယ်နင်းခြင်းနဲ့ဟာဒါဒီကောင်းတဲ့နည်းတတိမလွတ်အေးတတိမလွတ်အောင်ကြွခြင်းနဲ့ဆိုရင်ကြွခြင်းနာနဲ့ဟောခြေတော်လေးကြွအမှုရနေမျိုးနာနေရောအေးကြွခြင်းနဲ့ဆိုတဲ့စိတ်နဲ့ကြွတဲ့အမှုရနှမ်းလိုက်တော့ဟောရှိဖြစ်ဖြစ်နေစာဖြစ်ပြဒုက္ခဖြစ်ပြနေလမ်းញင်နဲ့လမ်းနဲ့လမ်းញင်နဲ့လမ်းလမ်းញင်နာနန္တရားလမ်းနဲ့အမှုရရုပ်တယ်လမ်းញင်နာကြောင့်ရလမ်းနဲ့အမှုရကျိုးတယ်ဖြစ်ဖြစ်ရိပ်နဲ့တကတဲ့တပေလမ်းနဲ့ဆိုတပေအစုံကြမှာဖြစ်ပြသွားတာကိုလမ်းញင်နာနဲ့လမ်းတာလားရိပ်တဆိုင်ကြီးမလိမ့်လမ်းញင်နေတာလမ်းញင်တဲ့သိရင်နောက်ကလေးရိပ်နဲ့အေးတရားလိုအမှုလို့ရှိရင်ဖြစ်အေးမတမ်းမသွမ်းတဲ့ပုဂ္ဂိုလ်ခြေလမ်းလမ်းနေတဲ့ရိပ်ဒီခါလေးကိုအေးကိုယောဂီမြန်လာကြည်လားဟောနဗီယကြည့်ဟောပြတ်ဆိုဟောလားဒီလိုလိုတော့တွတ်တက်လက်ဖက်ထက်မြက်လက်အေးတက်မြက်ဒီကနေ့သိဘောဘာလို့လောက်နေဆိုပြီးလက်စီတယ်တော့မသိလက်အေးအဲ့ဒီကမ္မထာအလုပ်တဲ့နေရာမှာအေးမပြောတတ်တယ်လို့မလုပ်တတ်တယ်လို့လေးဖြစ်အေးတကတဲ့ထုံတိုင်းနေတဲ့ပုဂ္ဂိုလ်စိတ်ကလေးကလည်းအေးဖြစ်ပြီးအမှုရာလေးကလည်းဖြည်းဖြည်းလေးသတိနဲ့အရှိကပ်ပြီးတော့ပြီးအဲ့ဒါကိုညာတော့ညာမယ်ငါအေးတော့ငါတတ်တော့ရှိတယ်ဟုတ်တယ်သွားတာကိုရရင်ပုဂ္ဂိုလ်ရင်ကဘုရားကပြောတယ်လက်ကြည့်လိုက်တော့ပြုံးစီပြီငါအင်နာဆိုရင်ငါသတိနဲ့ထိုးဒီတရားမတွေကပို့ပြီးတော့သူကသတိကအလုံးရိုက်ကအလုံးရိုက်ချက်အကြီးရဲ့ဆိုရင်ဘိုင်းနေတာခေါင်းထိုးလာသူကအဘာဒနာကိုပါအေးအဲ့ဒါကြောင့်တရားသိဓမ္မသိအဲ့ဒီတိတ်တွေကလည်းရိတ်တာပြီးအဲ့ဒါကြီးအကုန်ဖြောက်ငါသူတို့ပြောတဲ့မြတ်အဲ့ဒါကြောင့်မလို့ခန္ဓာကိုယ်ကိုအပ်တယ်ဆိုတာရှင်ဘုရားတို့ပြောတယ်လို့ပြောတော့ခိုင်းနေလို့ခိုင်းတော့အရှင်ဘုရားတို့ခိုင်းနေအရင်သက်သွေးမတိန်ကိုတပြည့်တော့လုံးပါမယ်ဘုရားအေးကိုဒီလာရေထဲတက်လိုက်ပါရေထဲကနေပြန်တက်လိုက်ပါအဲ့ဒါ
တန်ခါစာချနေတဲ့ဆရာတော်ကြီးငါစာချဆရာတော်ငါစာတတ်တဲ့ပုဂ္ဂိုလ်ဧကုရင်လေးကမာနခံနေတာဒီဆရာအဲ့တော့ဆရာတော်ရေးတဲ့ဆက်လိုက်တော့မှဆက်လိုက်ဘုရားပြန်တဲ့ကလေးတဲ့ပြန်စင်အောင်ပြန်တဲ့မာနကိုချိုးတယ်ကိုရင်လေးကခိုင်စာကြဆရာတော်ပုထိတုတ်ဆဘုရားလာမင်းဘာမှအဖို့တန်မိုးမရှိအချစ်တိကောင်းကြီးပဲတန်ပေဒီတဲ့ချလက်တဲ့ရေးလိုက်လို့မင်းဘာမှသုံးကြပုထိလာတုတ်ဆပုထိဘုရား6တန်နေ6မြောက်တာမြောက်တယ်စာကြနေတဲ့ဘုရားသိကြတယ်တပည့်ကသာသနာတည်ရေးအတွက်တပည့်ကမကြဘူးပုထိလာဒီတတိမကတတိဒီကိုတော့ကျုပ်ခဏမှမထားဘူးအဲ့ဒါကြောင့်သူ့အတွက်မကြိုက်စာချတာသာသနာအတွက်မိမိဒေသင်တဲ့ကဘာတသိပါရမီဖြည့်ထားတဲ့လုပ်ငန်းကြီးကိုရည်ရှိတည်တတ်အောင်အားထုတ်နေတဲ့အတွက်ပရိယတ်အာမေတ္တာကျက်ဒါမှမဟုတ်ဒီသူ့ရဲ့ဘဝအတွက်ဒီပရိယတ်နဲ့ပဲလမ်းဆုံးမယ်ဆိုရင်ဩပုထိတာဗယံပဒပြတယ်လေဟောမြင်လို့တုတ်ဆပုထိမင်းအချင်းကြီးလေဘာမှတော့မရဘယ်တိုင်အဲ့ဒါကြောင့်ပုဂ္ဂိုလ်ကိုလည်းသုံးမှအဲ့ဒါကြောင့်မန္တန်လေးတွေဆိုတာကမရှိတော့တယ်ကိုငါတို့ဘယ်သူကပြီးတာမှန်းကိုတမင်ကိုကစားကိုကရှာတဲ့မရှိတော့လေမှန်းနေရှိတော့လေမှန်းနေဉာဏ်မတတ်တော့လည်းပဲကိုဉာဏ်မတတ်တဲ့တို့ကလည်းလုံးလည်းသာလုံးသာရတယ်ဉာဏ်တတ်တော့လည်းတို့လုံးဉာဏ်တတ်လို့နေဘူးလည်းမတွေ့ရတယ်သူကမာနမတတ်လေမာနနဲ့တတ်လေမာနမရှိတဲ့လူမှန်းရဟန္တာကျမ်းပဲအဲ့ဒါကြောင့်တို့ဘာလို့နေပါလဲဆိုရင်ဘယံပဲကတန်ရာတို့ကတွားခဲ့ယနေ့ပြင်စိတ်ကံတရားအပေမကြတဲ့တွားနေတွားဟန်လေးလာသင်ကြားပြီးတော့နေရတယ်တတန်တရားလုံးရဲ့မှာတတန်တရားလုံးအမှန်နေတိုင်းအမှန်အဲ့ဒါကြောင့်မေတ္တာဝင်နေတရားတော်များရဲ့မေတ္တာလာဖို့လည်းပေးတယ်နေဖို့လည်းပေးတယ်ရေမိအစပ်အဲ့ဒီတည်းကကိုတရားကိုမှပြီးနေဟောတရားတော်တွေကသာဓုပြီးယောဂီတွေကျူစားကြသူတို့အလုပ်သူတို့လုပ်ရဝမ်းမြောက်သူတို့ကောင်းတယ်အဲ့ဒါကြောင့်ဘုရားတရဏံယသာမိဘုရားသဝနိတံဤအမျိုးမျိုးကိုသင်ကြားပေးတဲ့အတွက်တတော်တင်ကြားမြတ်စွာဘုရားကိုတရဏံကိုရကိုရအတ္တယဟု၍မယံတပိတော်တို့သည်ကိစ္ဆာမတိမရှိကကြပါကုန်၏ဘုရားရှင်ပြန်နေဟာကြောင့်ကျုံမှန်ကိုပမှန်ခွဲပွေတို့တွေကျန်စီ